စီရန်လေးတောင်းပါမယ်စီရန်လေးတောင်းမယ်ဆိုကျွန်မပြောချင်တာလေဟောပေါ့အဆန်အများကြီးမကုန်အောင်ဘတ်ဂျက်လည်းတောင်းရဖြစ်အောင်ဒီလော်ရဲကဒီခရဲရောင်စီရန်လေးအဲ့ဒါလေးကျွန်မတောင်းပါတယ်ရှင်သူက hyaluronic acid ပါတယ်သူကြီးပိုင်းအတွက်ထုတ်ထားတာပေါ့နော်စီရန်လေးကိုအများကြီးမဟုတ်ဘူးနည်းနည်းများသွားပြီဘူးလားတော်များသွားတယ်ဆောင်းလိုက်တာသူကအရေးလေးပဲညနာအနှံလေးညများသွားတယ်3ခါစားလောက်ဖြစ်သွားလေဘင်းနေပါတင်လိုက်တော့မယ်စီရန်လိမ့်မယ်စီရန်လိမ့်ပြီးရင်ဒီခရန်လေးလိမ့်ပါမယ်အဲ့စီရန်က9000ကျော်လောက်ရှိတယ်ဒီခရန်ကကြတော့9000ကျော်ပါဒီခွင်ကကြတော့9000ကျော်ပါဒီခွင်ကိုထပ်လိမ့်မယ်ကျွန်မနည်းနည်းအခုနောက်ကစီရန်တောင်းတာများဟာလို့တီရှူနည်းနည်းကလာအောင်စီရန်လိမ့်မြနဲ့မျက်နှာပြောင်းသွားတယ်စီရန်လေးလိမ့်ပြီးတော့ဒီခရလိမ့်ပါမယ်ဒါဆိုရင်လော်ရဲမှာ9000ကျော်ပဲရှိတယ်ကျမလိမ့်တာတော့9ရက်10ရက်လောက်တော့လိမ့်ရတယ်ရှင်အဲ့ဒါလေးကိုညက်မယ်နည်းနည်းလေးဒီလောက်ဆိုရပြီအဲ့ဒါကိုမျက်နှာအနှံ့အမှန်မှလက်မျိုးလေးနဲ့တူပါမျက်နှာအနှံ့ကိုလိမ့်မယ်အဝိုက်တာလေးကဘာလို့တုံးလဲဆိုတော့ကျမတို့ကအသက်over 30တွေပေါ့နော်ကျွန်မဆိုတော့ over 50ကျော်ပေါ့အဲ့လိမ့်မယ်လိမ့်ပြီးသွားရင်နောက်ဆုံးမဖြစ်မနေတော့ရမယ့်ဟာရှိပါတယ်အဲ့ဒါက UV sunscreen ကျွန်မကဒီအသေးလေးကိုစမ်းသုံးကြည့်တာ1000ကျော်လောက်တော့ရှိတယ်ဘူးကြီးဆိုရင်တော့3000လောက်ရှိမလားမသိဘူးဒါပေမဲ့ဒီတိတိလေးတောင်အကြာကြီးသုံးရတယ်ဒီ sunscreen ကနေ့ခင်းဖက်အပြင်သွားသည်ဖြစ်စေအိမ်မှာနေသည်ဖြစ်စေဒီလောက်လေးပဲသုံးမှာနည်းနည်းလေးအဲ့ဒါကိုနည်းနည်းအနှံ့လိမ့်ပေးပါမယ်ဒါလိမ့်ပြီးသွားရင်ဘာမှမလိမ့်လဲရတယ်ပေါင်နာလေးပုတ်လဲရတယ်အိမ်မှာနေလဲလိမ့်တင်ပါတယ်ဘာလို့လဲဆိုအပြင်မထွက်အောင်မှလေးမိတ်ခက်လေးရထမင်းဆက်ပြီးဖို့ရမှနေကြာရင်တင်းတိတ်တွေဖြစ်တတ်ပါတယ်ရှင်တင်းတိတ်တွေပါတယ်ဖြစ်တတ်တယ်အဲ့တော့ဒါလေးတွေဖြစ်နေတော့ပထမဆုံးစသုံးရဆိုဥမာတိုနာကဈေးကြီးတသိန်းလောက်သုံးရင်ဟိုဒါလေးနဲ့စလို့ရရင်နောက်ပိုင်းကျဒီခရင်ကောင်းရင်9000ကျော်ဝယ်လိုက်ဟို night ခရင်ကကြတော့ကျွန်မညပိုင်းသုံးတာပေါ့နော်အခုဒီနေ့အမှဆိုရင်ဒီ night သုံးရမယ်ဒါ night ခရင်ကအပြာလေးပါတယ်အခု night ခရင်ပစ္စည်းပြတ်နေတော့ကျွန်မမှာတော့မှဘူးလဲရှိတယ်ဟောပေါ့ night ခရင်ကို10ထုတ်လောက်ဝယ်ထားတယ်ဒါ Revita လေး night ကုမ္ပဏီမှာတော့မရှိတော့ဘူးကျွန်တော်တို့တောင်တကုံမှာအဲဟိုကာဘာစီတီလာမဒီဒီတုံးကုန်ပစ္စည်းဆိုင်မှာဒီဘူးလေးရှင်းထားဆိုရင်2000ကျော်3000နီးပါးပဲရှိအကြာကြီးလူပါတယ်ဒီအထောက်ထတော့ပူတန်တာပေါ့နော်ဒါမဲ့လောလောဆယ်ဘူးကြီးတွေမဝယ်ချင်ဘူးဆိုရင်အဲ့လိုအသေးလေးတွေနဲ့စပြီးသုံးလို့ရတယ်အဲ့တော့ချင်းမိတ်ဆွေတို့ပြောချင်တာကကိုယ့်ရဲ့အသားအရည်လေးကိုကြီးကြီးလေးလင်းလေးဖြစ်နေတဲ့ glow channel ဆိုရင်ကို
ကိုနဲ့တဲ့တဲ့ပေါ့နော် skin care လေးတွေကိုရွေးချက်ပြီးတုံးတင်ပါတယ်။မာလေးကျမမျက်နှာအကုန်လုံးပြောင်းပြီးတော့ဝန်းဝန်းလေးဖြစ်နေတယ်။ဒါကျမအသက်က50ကျော်ပါဒါပေမဲ့အပြင်သွားပြီးတော့မှတစ်ခုခုစကားတွေပြောအသက်ဘယ်လောက်လဲဆိုကျမကိုပြောတာပေါ့နော်။သူမဆိုလေမိန်းကလေးလှချင်တာကိုယ့်အတွက်ပဲလေသူများအတွက်မဟုတ်နူးတယ်လို့ပြောကြတယ်ပေါ့ကျမကြားဘူးတာပေါ့နော်မိန်းကလေးတွေကတဲ့လှကျင်တယ်တဲ့အသက်ဘယ်လောက်ရောက်လှကျင်တယ်လှကျင်တာမှန်တယ်လှကျင်ရတဲ့အကြောင်းရင်းဒီမနက်အရာနိုးလာလို့မှကိုယ့်ရဲ့မျက်နှာကကြည့်မကောင်းဆိုရင်ဘယ်သူမှဆိုစိတ်တက်ကြတယ်ကိုယ့်ရဲ့မျက်နှာလေးကကြည့်ကောင်းတယ်ဆိုရင်မနက်မိုးလင်းကလေးကကိုယုံကြည်မှုရှိတယ်လှတယ်ဆိုတာကိုယ့်အတွက်ပါအဲ့တော့မိမိလှအောင်နေပါကျွန်မ skin ငါမျိုးရဲ့ oily skin ရတော့ပြောပြီးသွားပြီဒါမဲ့ညနေကြလို့ရှင်ကျွန်မ dry skin ကိုပြောပြီးမှာပဲဒီနေ့အမေနဲ့ဆေးရုံအာယူဆေးရုံလည်းသွားရအောင်မယ်အဲ့ဆိုတော့ကျွန်မအချိန်ရတယ်လို့ကြိုးစားပြီးတင်ပါမယ်ဒါပဲဖြစ်ဖြစ်တင်းလေးဖြစ်လာတယ်မျက်နှာအသားအရည်လေးကကြည်လာတယ်တစ်နှစ်လောက်ပြစ်ထားတာမှကျွန်မအခုပြန်သုံးတာပြန်ပြီးတော့ပုံမှန်သုံးဖြစ်သုံးလိုက်မသုံးလိုက်ဖြစ်နေတာဒါပေမဲ့အခုနေ့တိုင်းဆွဲရှိနဲ့သုံးတာတက်လာလောက်မှအသားအရည်ကတော်တော်တင်ပြီးတော့တော်တော်ပြောင်းလာပါတယ်အဓိကကျွန်မဒီမျက်အိတ်လေးနည်းနည်းတွေ့တယ်အဲ့ဒါကို eye cream လေးရမယ်တက်ကြည့်တာအဲ့လိုမျက်လုံးလေးနည်းနည်းလောက်ပွင့်သွားပြီဆိုရင်တော့လူကနည်းနည်းပိုကြည့်ကောင်းမှာပေါ့နော်ချင်းမိတ်ဆွေအားလုံးလည်းကိုလှပအောင်နေပါလူပြောမယ်ယုံကြည်မှုရှိနေပါကိုမှအစင်မပြေတော့မှအစင်ပြေလာမှဆိုတဲ့စိတ်နဲ့ရုန်းကန်ပြီးတော့ရှင်တန်ပါမိန်းကလေးတွေလည်းကိုမှလုံနိုင်တဲ့အစွမ်းစားတွေရှိပါတယ်အဲ့တော့ချင်းမိတ်ဆွေများအားလုံးတာယာတဲ့နေ့တစ်တွေကိုကြော်ဖြတ်ရင်းနဲ့အကောင်းဆုံးအဆင်ပြေကြပါစေရှင်အသေးလေးပြီးတော့ပါနော်